မင်္ဂလာပါရှင်ဒါလေးကတော့ပဲခွင်ပဲဖြော့လေးတွေကနေပြီးတော့ဘယ်လိုပြောမလဲအနာရအကြောရလုံးဝမပါဘူးလုံးဝပြောင်းခွင်းပေါ့နော်အဲ့လိုမျိုးလေးတော်တော်လေးလှပါတယ်စစ်ကက်လည်းပါပြီးသားเนาะစစ်ကက်ပါပြီးသားခွင်းလေးတွေကလိုချင်နေဆိုရင်တော့ဒါလေးရပါမယ်စိုက်ကတော့ဒါလေးကဒီမှာတော့56.6မတို့ရဲ့တိုင်းနဲ့တိုင်းနဲ့ခါကြရင်တော့50ခွန်ပေါ့နော်ဒါကကြတော့အပြင်မှာအမပြပေးတာပါသူ့ရဲ့ကာလာလေးကဒီလိုလေးပါเนาะပဲခွင်းလေးပါเนาะပဲခွင်းဟိုမှာကြီးကြီးဖြော့လေးခဏလေးเนาะဒီလိုလေးเนาะဒါလေးကတော့အနီးကအမပြပေးတာပါအနာရအကြောရလုံးဝမပါပါဘူးဒါကတော့အမအပြစ်မှာထွက်ရိုက်ပြတဲ့အတွက်အယောင်လေးကနည်းနည်းလေးပို့ပြီးတော့ဖြော့နေပါမယ်သူ့ရဲ့အယောင်လေးကကျတော့ပဲစိမ်းဖြော့လေးပါပဲเนาะဖြော့လေးပါပဲပို့ဒီထဲမှာတော့နည်းနည်းလေးပို့ပြီးဖြော့မယ်အပြင်မှာတော့ဒီထက်ပို့ပြီးနည်းနည်းလေးတောက်မယ်เนาะဒီလိုလေး50ခွန်ဆိုင်ဖြစ်တဲ့အတွက်တောင်လက်တွေတော်တော်များများအကုန်လုံးရပါမယ်เนาะ9မီလီမီတာဝန်းကျင်9စင်တီမီတာဝန်းကျင်လက်တွေအကုန်လုံးရမယ်ပြီးတော့50ခွန်ဆိုင်ဆိုတော့ဆန်ဆိုင်ဆိုတော့ကြီးတဲ့လက်သေးတဲ့လက်တော်တော်များများရမယ်เนาะအမလက်က54ဝတ်တဲ့လက်ပါအမဝတ်ပြပေးမယ်เนาะဒါလေးကတော့လက်မှာဝတ်ထားတဲ့အနေထားလေးပါเนาะသူ့ရဲ့ဂွင်းပြားလေးကလည်းလှတယ်ဂွင်းပြားလေးကလည်းဆန်အတိုင်းပဲတော်တော်လေးလှတယ်เนาะလက်ထဲမှာဝတ်ထားမယ်ဆိုရင်ပေါ်တယ်ရင်လေးနဲ့ပေါ်နေတဲ့ဂွင်းမျိုးပေါ့เนาะဒါလေးကတော့9သိန်းကျပ်ပါစစ်ကက်ပါပြီးသားပါเนาะကြောက်ကောင်းလေးတွေလိုချင်နေဆိုရင်ဈေးနှုန်းလေးကလည်းအရင်ကြီးလည်းမမြင့်ဘူးအဲ့လိုလေးတွေဆိုတော့ဝေးရတာလည်းပျော်တယ်ဝေးပျော်တယ်ပေါ့နော်ဒါလေးတွေကတော်တော်လေးလည်းလှတယ်ဝေးပျော်တယ်ကြောက်စိမ့်စစ်လည်းဖြစ်ပါတယ်နော်လက်ဆောင်ပေးပါပဲဖြစ်ဖြစ်ကိုယ်တိုင်ဝတ်တာပဲဖြစ်ဖြစ်ပါဒါကအကျော်မဟုတ်ဘူးနော်ဒါကအကျော်မဟုတ်ဘူးကြောက်ရဲ့ဘယ်လိုပြောမလဲကာလာဆက်တဲ့နေကာလာဟိုဆက်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးအရင်အနုလေးဖြစ်နေတာနော်အကျော်မဟုတ်ဘူးအဲ့လိုအကျော်ရအမြင်ရလုံးဝမပါတဲ့လုံးဝပြောင်ကျော်နော်အဲ့လိုလေးပါ